လာပါမကွေးမျိုးရွေးပိုင်ကောင်းဆက်လန်စားရင်တော့ပြန်လဲတွေ့ဆိုပါဒီနေ့ကတော့ K60 ကလေး125လေးစက်တမီယာလို့လာပြပါဘောเนาะပန်ရှန်လည်းပြောတယ်ဗီဒီယိုလည်းအားမဝင်ဘူးပေါ့เนาะချာချင်လည်းမဝင်ဘူးဆိုကျွန်တော်တို့ဖြုတ်စစ်မှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ပါအောင်เนาะစက်ကြီးမဟုတ်ဆရာကျော်ပတ်စုံလေးမဟုတ်ဘူးလေဒါကတော့ကျွန်တော်တို့ရဲ့ဆရာဖြစ်ပါတယ်ကာဘာလေးဖြုတ်လိုက်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုကိုတိုင်းပြီးတော့ဒီတခါတည်းပဲကျွန်တော်ဖြူးလန်းချောင်းတွေကောင်းမကောင်းကိုကျွန်တော်တို့စစ်တယ်ပေါ့နော်မီတာလေးနဲ့အတန်စကီးမှာထားပြီးစစ်လိုက်တယ်ဗရီတဆာနဲ့လည်းထောက်ရပြီးစစ်ဆေးလို့ရပါတယ်ဒါလည်းကျွန်တော်ကတော့ရိုးရှင်းဆုံးလေးဖြစ်အောင်လုပ်ပေးခြင်းဖြစ်ပါတယ်အဲကြတော့ဒီမှာစစ်တယ်ပေါ့နော်ဒီမှာစစ်တယ်ဒီ1ဒီကျိုး3ချောင်းပေါ့နော်ဒါကျွန်တော်တို့အခေါ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီ3ချောင်းလုံးကအမြဲတမ်းအတန်မြည်နေရမှာပေါ့နော်ဒီမှာကျတော့အတန်မမြည်ဘူးပြကျိုး3ချောင်းလုံးပတ်ပတ်လေးလိုက်ထောက်တယ်ဘလို့မှအတန်မမြည်ဘူးပေါ့နော်မလာဘူးပေါ့နော်အမှန်တကယ်ဆိုရင်သူက socket ဖြုတ်ပြီးတိုင်းနိုင်တော့ connection ရှိနေရမှာပေါ့နော်သူတို့3ချောင်းဘယ်ချောင်းနဲ့ပဲတိုင်းနိုင်ဒီဆိုပြီးအတန်မြည်နေရမှာပေါ့နော်ဒါပေမဲ့ဒီဆိုင်ကယ်လေးမှာဘာဖြစ်တာလဲဆိုတော့မလာဘူးပေါ့နော်မလာဘူးဆိုတော့ဘယ်လိုတိုင်းနိုင်ကိုမလာဘူးဆိုတော့ကျွန်တော်တို့ကဒီ coin ကိုစစ်ဆေးရတာမှာပေါ့နော်အဲကျတော့ coin ဘက်ကိုစပြီးတော့ဖြုတ်ပါရင်နော်ဖြုတ်တဲ့နေရာတွေမှာလည်းဒီ weight ကူတာတွေကိုတီးတီးချာချာသုံးဖို့တော့လိုပါဘောနော်ထုဖြုတ်တာတွေဘာတွေတော့မလုပ်တင်ဘူးပေါ့နော်ပြီးတော့တန်ဖိုးကလည်းများတယ်ပေါ့နော်ဒီဘိန်းလေးဆိုရင်ဒီမှာကျွန်တော်ဖြုတ်လိုက်ပြီပေါ့နော်ဒီထဲမှာဆိုရင်ပဲမြင်ပုံမှန်မြင်ရတဲ့အတိုင်းပဲပေါ့နော်ဒီမှာတဲတွေကြီးတွေနေပေါ့နော် coin တွေကိုလည်းစားထားတာတွေဒီတဲတွေကြီးတွေကနေမှဒီမှာအတုံးတွေချွန်ခဲတွေဖြစ်ပြီးတော့ဒီ coin တွေကိုပုတ်စားပြတာပေါ့နော်ဒီမှာဆိုရင်တန်လိုက်အောင်မှလည်းကြည့်ပါအောင်မနေဘူးပေါ့နော်အဲကြောင့်ကျွန်တော်ကဒီမှာတော့ဒါလေးကိုပဲအစ်စ်လဲပေးရတော့မှာပေါ့နော်ပိုင်ရှင်နဲ့မပတ်တော့အစ်စ်လဲပေးမှာမလို့ကျွန်တော်တို့အစ်စ်လဲပေးလိုက်ပါပြီအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ရဲ့ဆရာဖြစ်ပါတယ်